ဒီနေ့မနေ့ကနဲ့ဒီနေ့ပေါ့မနေ့ညနေစပြီးတော့ဒီနေ့နေသိမ့်မကောင်းလို့ကျွန်တော်training တွေနားထားတယ်အဲ့ training နားတဲ့အချိန်အတွင်းမှာကျွန်တော်ဒီရပိုင်းအတွင်းမှာ hit ဖြစ်နေတဲ့ဇာတ်ကား Christopher Nolan ရဲ့ Odyssey ကိုကြည့်ဖြစ်တယ်Odyssey ကိုကြည့်ဖြစ်တဲ့အခါမှာကျွန်တော်ရရှိခဲ့တဲ့သင်ခန်းစာတွေပေါ့နော်ဒီဘွာလန်ခီရော body building journey ရောမှာတုံးပြလို့ရမယ်သင်ခန်းစာတွေကျွန်တော်ပြောပြပေးမယ်ဒါလုံးဝလက်တန်းပြောမှာ unscript ဘာ script မှမရှိဘူးဘာ script မှမရှိဘူးဒါပေမဲ့နောက်တစ်ခုဒီ Christopher Nolan ရဲ့ဒီ Odyssey အသစ်မှာထူးခြားတဲ့ဟာတွေကိုလည်းကျွန်တော်ပြောသွားမယ်ဘယ်လိုလဲဆိုတော့နံပါတ်အဲ့ထူးခြားတဲ့အရာတွေသူတို့ပြောတဲ့ပုံစံအတိုင်းကျွန်တော်ပြောပြမယ်ဘယ်လိုလဲဆိုတော့တာမန်နန်းတွင်းကားတွေပေါ့နော်တာမန်နန်းတွင်းကားတွေဆိုလို့ရှိရင်နောင်တော့မာပါရဲ့လားဘာညာအဲ့လိုနန်းတွင်းသုံးတာပေါ့ဒါပေမဲ့အခုကကျွန်တော်မဟုတ်ဘူးတိုင်းမင်းအေးဆေးပဲလားဆိုတော့ကျွန်တော်ပြောမယ့်အချက်တွေကိုလည်းကျွန်တော်ဒီရုပ်ရှင်ကြီးလို့မပြောတော့ဘူးဗျာသိရမလားစာရေးထားတဲ့ဟာလို့ဒီစာဖတ်ထားတဲ့ဟာလို့မပြောတော့ဘူးကျွန်တော်ရရှိလာတဲ့ဒီကားရရှိလာတဲ့ခံစားချက်ကိုရရှိလာတဲ့အတိုင်းဒဲပဲဗျာပြောမယ်နံပါတ်1ကဖင်အားမှုအာမခံချက်မရှိဆိုတာနံပါတ်1ဆိုတော့ဘယ်လိုလဲဆိုတော့မမောက်မာနဲ့ပေါ့နံပါတ်1ကဘယ်လိုလဲဆိုတော့သူကအဲ့ဒီမှာဒီ Cyclops Blue ကြီးကိုသူတက်ပြီးရဲ့အချိန်မှာသူကနည်းနည်းoriginal ဇလန်းဇက်ကွက်ထဲမှာကျတော့ foul ထဲမှာကျတော့ဟျောင်းငါမင်းကိုလှုပ်တာငါကွာပေါ့အစတော့သူက nobody လို့ပြောထားဘယ်သူမှမဟုတ်ဘူးလို့ပြောထားနော်မအောင်မြင်ခင်ကကိစ္စရက်တစ်ခုကိုမအောင်မြင်ခင်က nobody သူကိုသူဘာမှမဟုတ်ဘူးလို့ခံယူထားရနေပြီးတော့ Cyclops ကြီးလို့လည်းအချုံနဲ့မျက်လုံးကိုကဲအောင်လှုပ်ပြီးတဲ့အချိန်မှာသူစီကနေထွက်ပြေးလွတ်မြောက်သွားတယ်ပေါ့ဗျာကိစ္စရက်တစ်ခုအောင်မြင်သွားတဲ့အချိန်မှာတွားပြီးတော့မော်ကြွားလိုက်တာအဲ့ငါနာမည်ကဘာကောင်ကွာတဲ့မှာဖင်ရားလိုက်တဲ့အချိန်မှာဆိုဒီဖင်ရားလိုက်တယ်ဖင်ရားမှုအမှခံချက်မရှိဘူးဖင်ရားတယ်လို့ပြောတဲ့ခါမှာကျွန်တော်ကဒီ Christopher Nolan ရဲ့ဇာတ်ကားလိုပဲဘယ်လိုပြောရမလဲ script ပုံစံကြီးနဲ့မပြောတော့ဘဲနဲ့ဟုတ်တယ်အပြင်မှာဆိုလဲကွာလူငယ်တွေဝိုင်းခွဲပြောရင်အဲ့လိုပြောမှာပဲဗျာဟုတ်တယ်မလားကျွန်တော်လည်းအဲ့လိုပြောပဲဖျားမှုအာမခံချက်မရှိဘူးပေါ့ဗျာမော်ကြွားလိုက်တဲ့ချိန်မှာသူပစာတန်ကနေပြီးတော့စပြီးတော့ဒဏ်ခတ်တော့တာပေါ့တကယ်မှာဒီဘက်မော်ကြွားတယ်ဆိုတော့အတိတ်ပဲကလောကမှာကိစ္စရက်တစ်ခုအောင်မြင်သွားရင်တော့မှအသာစီးရနေတဲ့အချိန်မှာအသာနေဆိုတော့အဲ့လိုမျိုးသိရမလားနောက်ထပ်အချက်တွေဆိုရင်တော့ဘာပြောရမလဲဆိုတော့အတန်မာဆုံးလူဘယ်လိုပြောရမလဲအတန်မာဆုံးလူတယောက်ဖြစ်နေုံနဲ့မပြီးဘူး brain တော့ရမယ်ပေါ့ဒီအမြဲတမ်းကိုကအဲ့လိုတန်မာနေဖို့ပဲစူးစမ်းနေတချိန်ချိန်ကျရင်ကိုကတန်မာတာရော့သွားမယ်ဆိုတော့ခါကြတော့နည်းနည်း brain သုံးရမယ်ဆိုတဲ့ဟာနံပါတ်1အချက် brain သုံးမှခင်ဗျာအဆင်ပြေမှာနံပါတ်3အချက်ကကျွန်တော်မှတ်မိတာတော့ Odyssey ဇာတ်ကားကြီးကိုဗျာဘွာကြီးတစ်ခုလိုမျိုးခံစားပြီးကြည့်မယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးဖြစ်မလဲဆိုတော့ life is choice ဗျာ life ဆိုတာဘဝဆိုတာရွေးချယ်မှုနံပါတ်3ချက်တော့ဒါ life ဆိုတာဘဝဆိုတာရွေးချယ်မှုဗျာခင်ဗျာဘဝမှာခါလီကြရင်အဆိုးဆုံးအရာတွေနှစ်ခုပြိုင်ပေးတဲ့အခါမှာရှိတယ်အဲ့ဒါဘာကိုပြောချင်လဲဆိုတော့ရေဝဲကြီးနဲ့ဒီဘယ်လိုပြောရမလဲမိစ္ဆာကြီးဗျာခေါင်း6လုံးနဲ့ hydra ကြီးပေါ့ဗျာပြောရရင်ခေါင်း6လုံးနဲ့ hydra ကြီးလို့ပဲအလွယ်မှတ်ထားလိုက်အရင်တော့ Gorowa game တွေမှာလည်းပါတယ်ခေါင်း6ခေါင်းရွှရတာ Gorowa game မှာဆိုတော့အဲ့မိစ္ဆာကြီးကတစ်ဖက်ရှိတယ်ရေဝဲကြီးရှိတယ်ရေဝဲကြီးပဲသွားရင်ဒီကောင်တွေကအကုန်လစ်သွားမှာအကုန်ရှောသွားမှာတည်းမှာရှောသွားမှာဟိုဘက်သွားရင်6ကောင်ပဲရှောမယ်အဲ့လိုပေါ့လူတယောက်က manage လုပ်တတ်ရတယ်ပေါ့ဥမာတစ်ခုအစိုးနှစ်ခုကြုံလာပြီဆိုလို့ရှိရင်ဘယ်အစိုးကကိုယ့်အတွက်အထီးခိုက်ရှာနာနဲမလဲပေါ့အဲ့မှာ Odysseus က Hydra ကြီးခေါင်း6လုံးနဲ့ Hydra ကြီးစီရွေးလိုက်တယ်ရွေးလိုက်တော့6ကောင်ပဲတည်ပေါ့ဒါသူ့လူတွေကစိတ်ဆိုးတာပေါ့သိမှာစိတ်ဆိုးမှာပေါ့သိမှာခါလေဒါကုမ္ပဏီတွေမှာလည်းသုံးလို့ရတော့တခါလေကို manager တယောက်ဖြစ်နေတယ်ဆိုလို့ရှိရင်ဒီအစိုးနေဘာကြုံလာတယ်ကိုလူတွေစိတ်ဆိုးတာကိုဂယူးမဆိုင်နဲ့သိရမလားအထီးခိုက်ရှာနာနဲမဲ့ဘက်ကိုရွေးဆိုတာမျိုးကျွန်တော်သင်ခန်းစာရတယ်ဗျအဲ့ရတယ်နောက်တစ်ခုကကျတော့နံပါတ်4ချက်ကဆိုရင်သူက
ဒီ prophet ကြီးတယောက်ကပြောတယ်ပေါ့ဗျာဒီကျွန်းကိုရောက်သွားရင်မင်းဒီဟာတွေကိုမသက်စားနဲ့ဒါဆိုရင်မင်းတယောက်ပဲအသက်ရှင်မယ်မင်းကောင်းတယ်အကုန်ဂီးမယ်ပေါ့တဲ့မှာဟာလီမှာလူတွေကဒါမလုံးနဲ့ဆိုရင်လှုပ်ချင်တတ်တယ်ပေါ့သူကပြောထားတယ်လေဇီပြောတဲ့အကြောင်းအရာမှာဘလောက်ပဲစားလောက်မှုသိဒါကိုမလုပ်ရဘူးဘာကြောင့်မလုပ်ရလဲဆိုတာအကြောင်းရင်းရှိတယ်ဆိုတော့အဲ့ဒါဘယ်လိုမျိုးသင်ခန်းစာရမလဲဆိုတော့ကျွန်တော်ပြောပြမယ်ခါလီလူကြီးတွေကပြောရကွာဒါကမင်းဒါညာမထွက်နဲ့ညာမထွက်နဲ့ညာထွက်မထွက်နဲ့ပြောစိတ်ထဲမှာကြောင့်ညာအိမ်ထဲမှာပြင်းနေတည်ရမှာစောင်းရင်ပြင်းနေဖြစ်နေတာငါတခါထွက်လိုက်လို့လည်းဘာမှမဖြစ်ပါဘူးတိတ်လေးထွက်လိုက်မယ်ညမှာဖြစ်လာမယ်အန်ဒီကိုငါရှောင်လိုက်မယ်စိုးသောညာလေးပဲမြင်မလားအခုလက်ရှိမြန်မာပြည်ခြေအနေနဲ့ဖြစ်နိုင်ကြီးတွေကအများကြီးဖြစ်သွားနိုင်တယ်ကွာဟိုဒါဆွဲသွားတာလို့၎င်းကဲလို့ထားပါတော့ safe zone တစ်ခုမှနေဆိုလဲsomething rounded တယ်ပေါ့ဗျာအဲ့လိုလူကြီးပြောစကားကိုနားထောင်ဖို့ဗျာပြောရရင်တော့အဲ့ prophet ပြောတဲ့ဟာကျတော့နွားတွေကိုမသက်စားနဲ့အဲ့ဆိုရင်မင်းဒါ Helios ရဲ့နွားတွေမစားနဲ့နော်ဆိုတော့သူတိတ်လေးသွားစားတယ်ဆိုတော့အဲ့မကောင်းမှုဆိုတာစိတ်ကြွယ်ရမရှိဘူးပြီးလို့ရှိရင်လူကြီးစကားကိုနားမထောင်ရင်အဆိုးဝါးဆုံးအရာတွေဖြစ်တတ်တယ်ဆိုတဲ့သင်ခန်းစာမျိုးထက်ရသွားတယ်ဗျာနောက်ဆုံးတစ်ချက်အနေနဲ့ဘလောက်ပဲဘယ်လိုပြောမလဲဘလောက်ပဲဘယ်လိုပြောမလဲအခက်ခဲတွေကြုံတွေ့ကိုကစိတ်မလျှော့သေးတဲ့၍ကိုလိုချင်တဲ့ပန်းတိုင်ကိုရောက်နိုင်ပါတယ်ဆိုတော့ခံစားချက်လေးကိုရရှိသွားသေးတယ်ဟုတ်တယ်မလားမျောလင်းချက်ပေါ့ဒီမျောလင်းချက်ဆိုရဲစကားမှာဆိုလဲကျွန်တော်ကဘယ်မှာကလေးကဒီ Greek ဒန်နာရီနဲ့ပတ်သက်ပြီးကျွန်တော်အရန်ကြိုက်တဲ့ယူသွတ်တဲ့သူတွေမှာပါတယ်ကျွန်တော်ငယ်ကလေးက4နှစ်လောက်လည်းနှိပ်လာ God of War ကျွန်တော်အသက်4နှစ်မှာစပြီး release လုပ်တဲ့ God of War 1ကနေစလို့ဒီ Greek ဒန်နာရီတော်တော်များများ hope ပေါ့ဒီရင်ထဲကမီးတော့ကိုတောက်လောင်နေတဲ့၍မင်းလိုချင်တဲ့ဘန်းတာကိုတနေ့တော့ရောက်မယ်ဆိုတော့ခံစားချက်မျိုးပေးတယ်ဒါဆို Odyssey ဆိုရင်ဒါမဖြစ်နိုင်တော့ဘူးဆိုတဲ့အခြေအနေတွေဗျာသိရမလားသူအိမ်ကိုသူပြန်မရောက်နိုင်တော့ဘူးဆိုတဲ့အခြေအနေမျိုးတွေအများကြီးကြုံတွေ့ခဲ့ပြီးမဲ့သူ့စိတ်ထဲမှာမီးတောင်လေးတစ်ခုကျန်နေတာသူမှတ်မိနေတာဒါအောင်ကလှုပ်အောင်မဲ့တခါ Calypso စီမှာသူပိတ်လောင်ခံထားရတဲ့အချိန်မှာသူပျော်မွေ့နေဒီမှာ comfort zone နဲ့ရောက်နေနေကြာမန်းနေစားရင် comfort zone နဲ့ရောက်နေတယ်သူမေးလျော့နေတာတဲ့မှာအဲ့မှာရုတ်တရက်သူ့ရဲ့မီးတောင်ကမငြိမ်းနိုင်ဘူးအရန်ကိုပြင်းထန်လုံးတယ်ငါဒါကိုရမယ်ဆိုရယ်ခံစားချက်မျိုးပေါ့သူအိမ်ကိုပြန်ရအောင်မယ်ဆိုရယ်ခံစားချက်မျိုးမပြီးဆုံးသေးဘူးသူအဲ့လိုနဲ့ကြာပန်းနေဘလောက်စားသူ့အသွေးတွေကိုဘလောက်ဝေဝအောင်လှုပ်ထား comfort zone ကဘလောက်ထိန်းချုပ်ထားငါရကျင်တဲ့စိတ်ရှိသေးတယ်ဆိုရယ်စိတ်နဲ့သူလွတ်မြောက်ခဲ့တာတကယ်တော့အကြောက်စရာအကောင်းဆုံးအားလုံးထဲမှာကြောက်စရာအကောင်းဆုံးဆိုတာcomfort zone ပဲဒီ Calypso စီမှာသူပိတ်ပျော်မွေ့နေတဲ့အချိန်ပေါ့သိရမလား9နှစ်တောင်ကြာသွားတာပေါ့မသိလိုက်ဘူးသိရမလား what the fuck အချိန်ကြီးဖြုံးလိုက်လို့ဖြစ်သွားကြာသွားသူတောင်မသိလိုက်ပဲနဲ့9နှစ်ဆိုရကာလကုန်သွားတယ် comfort zone တခုမှာ comfort zone ကအဲ့ siren တွေထက်လည်းကြောက်စရာကောင်းတယ် cyclops တွေထက်လည်းကြောက်စရာကောင်းတယ် blue တွေထက်လည်းကြောက်စရာကောင်းတယ်ရေဝဲတွေအဲ့ hydra ထက်လည်းကြောက်စရာကောင်းတယ်အဲ့အခန်းတွေကထပ်ပို့ပြီးတော့ဟိုအခန်းကတွေးကြည့်ရင်ရောက် comfort zone နဲ့ရောက်သွားရင်ပြန်လွှတ်နိုင်ဖို့မလွယ်ဘူးဆိုရယ် feeling မျိုးပေါ့ဆိုတော့ဒါ7မိနစ်လောက်လဲရှိတော့မယ်ဗျာကျွန်တော်ပြောတာအဆုံးထိကြည့်ပေးနိုင်တဲ့မိတ်ဆွေတွေဆိုရင်ကျေးဇူးတင်ပါတယ်နောက်များမှာပြန်တွေ့မယ်เนาะအားလုံးကျေးဇူးပါနေသိမ့်မကောင်းဗျာ